အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တရုတ်နိုင်ငံ3ရက်ကြာတပ်တမန်ရေးရာခီးစဉ်ဟာအောင်မြင်နဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီခီးစဉ်အတွင်းမှာနှစ်နိုင်ငံအကြားစီးပွားရေးနဲ့ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေမှာတိတာထင်ရှားတဲ့တိုးတက်မှုအသစ်တွေကိုဖော်ဆောင်နိုင်ခဲ့တယ်လို့အိမ်ဖြူတော်ကသတင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ကမ္ဘာကစောင့်ကြည့်နေတဲ့အီရန်နိုင်ငံနဲ့ပတ်သက်တဲ့တင်းမာမှုတွေမှာတော့သမ္မတထရန့်ကအမေရိကန်အနေနဲ့တရုတ်နိုင်ငံရဲ့အကူအညီကိုလုံးဝတောင်းခံမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားပြောဆိုလိုက်ပါတယ်။အကြောင်းရင်းကတော့တရုတ်နိုင်ငံဟာသူတို့အသုံးပြုနေတဲ့စွမ်းအင်နဲ့ရေနံစုစုပေါင်းရဲ့40%ခန့်ကိုအဲ့ဒီဟော်မုတ်ရေလက်ကြားကနေတဆင့်တည်ယူပို့ဆောင်နေရတာဖြစ်ပြီးအမေရိကန်နိုင်ငံကတော့အဲ့ဒီရေလက်ကြားပေါ်မှာလုံးဝမိခိုနေရခြင်းမရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်လဲကမ္ဘာစီးပွားရေးစက်ခုံပေါ်ကအခွန်လျှော့ချရေးနဲ့နည်းပညာပိုင်းဆိုင်ရာချစ်ပြားထိန်းချုပ်မှုကိစ္စရပ်တွေမှာအမေရိကန်ကပို့ပြီးတော့အသာစီးရနေရလို့သုံးသပ်ရမှာဖြစ်ပါတယ်။တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံမှုအပြီးမှာသမ္မတထရန့်ကသူ့ရဲ့တန်တမန်ရေးရာမဟာဗျူဟာနဲ့ပတ်သက်ပြီးစကားတခွန်းကိုအခုလိုပဲအလေးနဲ့ပြောကြားခဲ့ပါတယ်။အဲ့ဒါကတော့ကျွန်တော်ဘသူစီကမှအကူအညီအလကားမတောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားကတခြားလူစီကနေအကူအညီတောင်းလိုက်ပြီဆိုရင်အပြန်လန်အနေနဲ့သူတို့ဆန္ဒရှိတာကိုလည်းကိုကပြန်ပြီးတော့လိုက်ရောပေးရမှာမို့လို့ပါဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီစကားကအမေရိကန်ရဲ့လက်ရှိနိုင်ငံခြားရေးမူဝါဒဟာအောက်ကျခံမှာမဟုတ်ပဲတန်းတူညီမျှမှုနဲ့ကိုကြိုးစည်းဝါးကိုပဲရှေ့တန်းတင်သွားမယ်ဆိုတာကိုပြသနေတာဖြစ်ပါတယ်။ဒီခီးစဉ်အတွင်းမှာလူပြောများဆုံးဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကတော့သမ္မတထရန့်နဲ့မီဒီယာတွေအကြားကပြင်းထန်တဲ့ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်။အမေရိကန်သမ္မတလေယာဉ် Air Force One ပေါ်မှာသတင်းထောက်တွေနဲ့တွေ့ဆုံစဉ်အတွင်းနာမည်ကြီးနယူးယောက်တိုင်းရဲ့သတင်းစာကသတင်းထောက်တဦးကိုသမ္မတထရန့်ကလူသိရှင်ကြားပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ပါတယ်။အဲ့ဒါကတော့အမေရိကန်နဲ့အီရန်နိုင်ငံအကြားဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခတွေအပေါ်အဲ့ဒီသတင်းဌာနကရေးသားဖော်ပြချက်တွေကြောင့်ဖြစ်ပါတယ်။သမ္မတထရန့်ကအမေရိကန်စစ်တပ်ဟာအီရန်နိုင်ငံအပေါ်မှာစစ်ရေးအရာလုံးဝပြေဝအောင်ပွဲရရှိခဲ့တာဖြစ်တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။လက်ရှိမှာအီရန်နိုင်ငံဟာစစ်ရေးအရာကြည့်မယ်ဆိုရင်ဘာလေတက်နဲ့ဘာလေကြောင်းရန်ကာကွယ်ရေးစနစ်မှတိတိတသာမရှိတော့တဲ့အခြေအနေဖြစ်ပါတယ်။ဒါကိုသတင်းဌာနတွေကအီရန်ဘက်ကပဲစစ်ရေးအရာအခြေအနေကောင်းနေတောင်ရေးသားနေတာဟာတကယ်တော့သတင်းမားတွေသာဖြစ်တယ်လို့ထရန့်ကပြက်ပြက်သားသားတုံ့ပြန်ခဲ့ပါတယ်။ဒါအပြင်သမ္မတထရန့်ကအခုလိုအမှန်တရားကိုဖုံးကွယ်ပြီးရေးသားနေတာဟာသတင်းစာဆရာတွေရဲ့စိတ်ကူးမဟုတ်ပဲအက်ဒီတာတွေခိုင်းတဲ့အတိုင်းလိုက်ရေးနေတာဖြစ်လို့ရှက်တက်ဖို့ကောင်းကြောင်းနဲ့ဒါဟာစစ်မြေပြင်ကအမေရိကန်စစ်တီတွေရဲ့စိတ်ဓာတ်ကိုပြပြအောင်လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်နိုင်ငံတော်သစ္စာဖောက်မှုနှီးပါဖြစ်တယ်လို့အထိစကားလုံးပြင်းပြင်းထန်ထန်နဲ့ကန့်ကွက်ရှုတ်ချသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာသမ္မတထရန့်အနေနဲ့မိမိနိုင်ငံရဲ့စစ်ရေးအောင်မြင်မှုကိုထိခိုက်စေမဲ့မီဒီယာတွေရဲ့ရေးသားချက်တွေကိုဘလို့မှလက်ခံမှာမဟုတ်ဘူးဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။သတင်းဌာနအချို့ကအမေရိကန်ရဲ့စစ်ရေးစွမ်းဆောင်ရည်ကိုအထင်မြင်သေးအောင်ရေးသားနေတာဟာသမ္မတထရန့်ကိုပြည်တွင်းမှာတင်မကပဲပြည်ပနိုင်ငံတွေနဲ့အထူးသဖြင့်အီရန်နိုင်ငံနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလှုပ်ဆောင်တဲ့အခါမှာအားနည်းသွားအောင်ရည်ရွယ်ချက်ရှိလှုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့နိုင်ငံရေးလေ့လာသူတွေကထောက်ပြနေကြပါတယ်။လက်ရှိမှာတော့အီရန်နိုင်ငံဟာသူတို့စီမှာဒုံးကျည်လက်နက်ဘလောက်တောင်ကျန်ရှိတော့လဲဆိုတာကိုတောင်ကိုယ်တိုင်တေချာမသိရတော့တဲ့အထိစစ်ရေးအထိနာနေတာဖြစ်ပါတယ်။အမေရိကန်စစ်ဌာနချုပ်ရဲ့တာဝန်ရှိသူတဦးကလည်းလွှတ်တော်မှာကျန်းသစ္စာကျိန်ဆိုပြီးထွက်ဆိုချက်ပေးခဲ့ရမှာမီဒီယာတွေဖော်ပြနေတဲ့အီရန်ရဲ့စစ်ရေးအင်အားသတင်းချက်အလက်တွေဟာအလွန်မင်းမှားယွင်းနေရလို့အတည်ပြုပြောကြားထားပါတယ်။ဒါကြောင့်ပြည်တွင်းကအစိုးရဖွဲ့အတွင်းမှာရှိနေတဲ့လူချို့ဟာသမ္မတထရန့်ကိုစစ်ပွဲထဲပြန်လည်တွန်းပို့ခြင်းနေပြီးအမေရိကန်ကိုအားနည်းပြောင်ပုံဖော်ကစစ်ရေးတင်းမာမှုတွေထပ်မံဖြစ်ပွားအောင်လှုံ့ဆော်နေကြတာဖြစ်ပါတယ်။ဒါဟာသမ္မတထရန့်ရဲ့တန်တမန်ရေးရာအောင်မြင်မှုတွေကိုဖျက်ဆီးဖို့စ조사နေတဲ့ရုံညံ့တဲ့နေလန်တစ်ခုဖြစ်တယ်လို့ဝေဖန်မှုတွေထွက်ပေါ်နေပြီးသမ္မတအနေနဲ့အဆိုပါစီးပွားရေးပိတ်ဆို့မှုတွေကိုဆက်လက်ပြင်းပြင်းထန်ထန်အသုံးချသွားမလားဒါမှမဟုတ်နောက်ထပ်စစ်ရေးအရထိရောက်တဲ့အရေးယူမှုတွေလှုံ့ဆော်သွားမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်ကမ္ဘာကအထူးအာရုံစိုက်နေကြတဲ့ကိစ္စကတော့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရအဖွဲ့ရဲ့စနစ်တကျညှိနှိုင်းထားတဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်။ဒီခီးစဉ်အတွင်းမှာတရုတ်အစိုးရဘက်ကထိုင်ဝမ်ရေးကိုအဓိကထားဆွေးနွေးခြင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သမ္မတထရန့်ကတော့တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ထိုင်ဝမ်ရေးဘာတွေဆွေးနွေးခဲ့လဲဆိုတာကိုသတင်းထောက်တွေမေးမြန်းတဲ့အခါမှာသူ့ရဲ့ဗျူဟာတွေကိုလူသိမခံပဲဝက်ဖဲအနေနဲ့ပဲထားရှိပြီးပြက်ပြက်သားသားညှင်းပယ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်အထက်လွှတ်တော်အမတ်မာကို UBO ကထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့ယက်တီချက်ဟာဘာမှပြောင်းလဲသွားခြင်းမရှိဘူးလို့ပုံမတင်းမာတဲ့လေတံနဲ့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါဟာအမေရိကန်အစိုးရအနေနဲ့ရှေ့ကတစ်မျိုးနောက်ကတစ်မျိုးမဟာဗျူဟာမြောက်ညှိနှိုင်းပြောဆိုနေတာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့အမေရိကန်နဲ့ထိုင်ဝမ်ကြားသဘောတူညီထားတဲ့ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ကာကွယ်ရေးဆိုင်ရာလက်နက်စာချုပ်တွေဟာအချိန်မီလွှဲပြောင်းပေးနိုင်ခြင်းမရှိပဲကြန့်ကြာနေတဲ့အပေါ်ပြည်တွင်းမှာမေးခွန်းထုတ်မှုတွေရှိနေပါတယ်။ခြုံငုံပြီးပြောရရင်တော့သမ္မတထရန့်ရဲ့ဒီခီးစဉ်ဟာတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးဆိုင်ရာအကျိုးအမြတ်တွေကိုရယူနိုင်ခဲ့တယ်လို့အီရန်နဲ့ထိုင်ဝမ်ရေးတွေမှာလည်းအမေရိကန်ရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်ပြီးပြက်ပြက်သားသားကင်တွယ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်သူ့ကိုဝေဖန်တဲ့မီဒီယာတွေကိုလည်းမီဒီယာတွေရဲ့မေးခွန်းတွေကိုဆက်လက်ဖြေကြားရင်းနဲ့တင်သူတို့ရဲ့မှားယွင်းတဲ့ရေးသားချက်တွေကိုလူသိရှင်ကြားအဆက်ခွဲတုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သမ္မတထရန့်ရဲ့ပြတ်သားတဲ့ဥဆောင်မှုအောက်မှာအမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကမ္ဘာနိုင်ငံရေးစက်ခုံမှာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe မလုပ်ရသေးရင်လုပ်ပေးခဲ့ကြပါဦး။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။